ဒီနေ့ညမှာဘုံမော့အသင်းကိုအားပေးသွားမလားဆိုတဲ့မီဒီယာတွေရဲ့မေးခွန်းကိုတော့နီးပြအာတီတာကအခုလိုပဲပြောကြားခဲ့ပါတယ်။ကျင်းနေတာပေါ့ဗျာ။ကျွန်တော်ကဘုံမော့အသင်းရဲ့အကြီးစားပရိသတ်ဖြစ်ရှိနေမှာပါ။နီးပြအိုင်ရာရူလာနဲ့ဘုံမော့ကစားသမားတွေအပြင်ဘုံမော့အသင်းရဲ့ပရိသတ်တွေနီးတူကျွန်တော်အသင်းကလည်းဘုံမော့အသင်းကိုအားပေးသွားမှာပါ။ထပ်မံပြီးတော့ဘုံမော့အသင်းရဲ့နီးပြအိုင်ရာရူလာနဲ့စကားပြောပြမလားဆိုတဲ့မေးခွန်းကိုတော့နီးပြအာတီတာကဒီလိုမျိုးတော့လိုအပ်မယ်လို့ကျွန်တော်မထင်ဘူးဗျ။ဒီအိုင်ရာရူလာအနေနဲ့သူအသေးမှလွတ်ပြထားခဲ့တဲ့အရာတွေအပြောင်းလဲတွေနဲ့ကစားကွက်တွေဘယ်လိုမျိုးကစားနေလဲဆိုတာကိုကြည့်လိုက်ရင်သူ့အတွက်တခြားလိုအပ်မယ်လို့ကျွန်တော်မထင်ပါဘူး။ဒီနေ့ကျွန်တော်အသေးကိုဘန်လီကစားပြသွားတာပဲခင်ဗျားတို့ကြည့်လိုက်ပါ။ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ကျွန်တော်တို့ကိုဘယ်လိုမျိုးအခက်တွေ့အောင်လုပ်ခဲ့ရဲဆိုတာခင်ဗျားတို့အမြင်ပါပဲ။ဒါကြောင့်မလို့ဒီနေ့ပွဲမှာလဲဘုံမောက်အသင်းဘယ်လိုကစားသွားမလဲဆိုတာကိုခင်ဗျားတို့ပဲမြင်အောင်လိုက်တော့ဗျာဆိုပြီးတော့အာဒီတာကအဲ့လိုမျိုးပြောကြားခဲ့တာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်